မင်္ဂလာပါကျွန်မနာမည်ကတော့မတ်ရင်တို့ဖြစ်ပါတယ်အရင်တော့ဆိုလို့ရှိရင်ပေါ့နော်အရင်ကခက်ခဲပါတယ်လို့ဒါလည်းယုံကြည်သူတွေဖြစ်တယ်တော်တော်ကြည့်ပြီးသူတို့တွေကဖခင်ရဲ့တောင်းလို့ရှိတော့ခံစားရတာပဲပေါ့နော်ဒါပေမဲ့ကိုယ်ကမယုံကြည်သေးဘူးသူတို့ယုံကြည်တာကိုကိုယ်ကကြည့်ပြီးသူတို့ကနှစ်ဆလောက်ကောင်းပြီးသူတို့ခံစားရတာပဲသူတို့ပြောတာမှန်တယ်သူတို့ကတကယ်ဖခင်ကိုပေါ့နော်တကယ်လည်းသူတို့ကခေါ်ပေးတဲ့အခါမှာသူတို့ရဲ့မိသားစုတစုလုံးမှာတကယ်ကောင်းမြတ်တယ်ပေါ့နော်ဖခင်ရဲ့ကောင်းမြတ်ခြင်းတကယ်ခံစားရတယ်အဲ့ဒါသမီးကကိုရောတကယ်သမီးမျိုးသားလည်းရင်တော့ဆိုလို့ရှိရင်ပေါ့နော်အရင်ပဲကျန်းတန်းတယ်စကားပြောလည်းအရင်မှရိုင်းနေပေါ့နော်ဒါပေမဲ့သမီးကကိုတကယ်တက်ရှင်နေဆိုရင်သမီးမျိုးသားကိုရောသူ့ရဲ့စိတ်နှလုံးပေါ့နော်ကိုရောပြမာကျုံးနေမျိုးသားကိုရောတောင်းဝန်ကလေးပြီးတော့ပေါ့စစ်တောင်းနဲ့အမြဲတမ်းချာပြီးစစ်တောင်းတဲ့ကမှာတလား9ရက်ပေါင်း30ရှိရင်15ရက်လောက်ကအလူများချက်ရန်ဖြစ်နေကြတဲ့ပွဲရပေါ့နော်အနောက်ဘက်ကစဉ်းရတဲ့ချိန်မျိုးလည်းရှိတယ်အဲကြအရင်ပဲကျန်းတန်းတဲ့အခါမှာမနေနိုင်မဲ့ခဏခဏစဉ်းရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာသမီးမျိုးသားဖခင်ကျေးဇူးတော်ကြောင့်ဖခင်ယုံကြည်တာမြတ်ပဲမှာပေါ့နော်အရင်မဲ့သူကရင်ကျေးတယ်စကားပြောတာအစားပေါ့နော်တကယ်ပဲသူကသူလည်းဖခင်ရဲ့ကျေးဇူးတော်ခံစားရတဲ့အတွက်လူမျိုးမျိုးအခုချိန်မှာပွဲဖို့နေတာပေါ့နော်တယောက်ကမေတ္တာနဲ့ပေါ့နော်ဖခင်ချစ်ချင်းမေတ္တာနဲ့ဖခင်ပြီးချစ်ချင်းမေတ္တာနဲ့ပဲတယောက်ကချစ်ချင်းကိန်းနဲ့ပြေးပါတယ်